မြန်မာနိုင်ငံရဲ့တောင်ဖက်ဆုံးတလင်းတိုင်တိုင်းထဲကလူသူရောက်ပေါင်းနေတဲ့တောင်ကမ်းတွေရဲ့ကြားထဲမှာအင်ရှင်90ခန်းရှိတဲ့မြတ်ကန်ဆိုတဲ့ရွာလေးတွေရှိပါတယ်။ရွာသားများစုကတော့တောင်ရလို့ထင်းခုတ်အမဲလိုက်စားတဲ့လုပ်ငန်းတွေကိုလုပ်ကိုင်ကြပါတယ်။ဒီရွာလေးထဲမှာရှိတဲ့ဦးဆိုင်လုံတော်လင်များကလည်းထင်းခုတ်တဲ့အလုပ်နဲ့အတန်မွေးဝမ်းကြောင်းပြုကြတာပါ။ဦးဆိုင်လုံကတော့အသက်45နှစ်အရွယ်ရှိပြီဖြစ်ပြီးသူ့မျိုးသမီးမဆူဆူကတော့အသက်40အရွယ်ရှိပါပြီ။ဘဝကိုဆင်းဆင်းရဲရဲနဲ့ထင်းခုတ်ပြီးအတန်မွေးဝမ်းကြောင်းပြုကြတဲ့သူတွေပါ။သူတို့မှသားသမီးမရှိပဲလင်မယားနဲ့ရောက်ခံနေကြတာပါ။မြတ်ကန်ရွာအကြောင်းပြောရရင်ရွာနာကတောနယ်ကြီးထဲမှာရှိတဲ့ရွာသူရွာသားတွေယုံကြည်ကြတဲ့နဲ့အယုတ်အကြောင်းကိုလည်းပြောပြရမှာဖြစ်ပါတယ်။အဲ့ဒီနဲ့ယုတ်ကဘယ်ရှင်တွေကဘယ်လိုရှိနေလဲဆိုတာဘယ်သူမှတိတိကျကျမသိပါဘူး။ဒါပေမဲ့ရွာသူရွာသားတွေကြားထဲမှာခက်ခဲမှမှယုံကြည်ထားကြတာကတော့တော်ထဲဝင်တဲ့အခါဒီနဲ့ယုတ်ကိုအယုသေးပြီးခွင့်တောင်းကြရတယ်ဆိုတာပါပဲ။တကယ်လို့ခွင့်မတောင်းပဲအယုသေးမပေးပဲတော်ထဲကိုဝင်မိရင်အဲ့ဒီတစ်ခုခုနဲ့ကြုံရတယ်လို့ရွာသူရွာသားတွေကအခိုင်အမာယုံကြည်ကြပါတယ်။ဦးဆိုင်လုံကလည်းပုံမှန်အတိုင်းထင်းခုတ်ဖို့ရွာနာကတောထဲကိုဝင်သွားပါတယ်။တောထဲကိုရောက်တော့လက်ရုပ်ရှိမှာပုံမှန်အတိုင်းအယုသေးပေးခွင့်တောင်းပါတယ်။ရှင်နာမည်ကျွန်တော်ထင်းခုတ်ရတဲ့ဖွင့်ပြပေးပါ။ထင်းကောင်းကောင်းရအောင်လဲပူညီမစာပေးပါ။အရှင်နာမည်ကိုအယုသေးပေးပါတယ်။ဒီလိုနဲ့အယုသေးပေးပြီးထင်းခုတ်ဖို့တောထဲကိုဝင်လာတာတစတဲ့တစတောနယ်ထဲကိုရောက်လာပါတယ်။ထင်းနေပါလေပွာတနေ့ဆက်တနေ့ရှာလာလိုက်တာ။ဒီလိုနဲ့ညနေဆောင်တော့ထင်းစင်းနဲ့အတူအိမ်ကိုပြန်လာခဲ့ပါတယ်အမေရေငါပြောက်ပြီးဟဲ့မိုင်းနေစရာလဲကွာဘိုက်ဆလာပြီအစင်းတမဲတော့ရဲ့စင်ကြတဲ့ငါချက်ဝင်ရှင်းလာတယ်ရေမှုရှုလာအောင်နော်ဦးဆိုင်လုံတော်လင်များလည်းထမင်းစားပြီးလို့ညအိပ်ရဝင်ခဲ့ပါတယ်။ပတ်ဝန်းကျင်တစ်ခုလုံးမောင်မဲတိတ်ဆိတ်နေတဲ့အချိန်လက်ရုပ်ရဲ့အနီးမှာစပင်ဖားလာချထားပြီးကြောက်ပိတ်ကရက်နေတဲ့အမျိုးသမီးတစ်ယောက်ပေါ်လာပါတယ်။ကျမဒီမှာပိတ်လောက်ခံထားရတယ်။ကျမကိုကယ်ပေးပါ။ကျမကိုကယ်ပေးပါရှင်။ငိုယူပြီးအကူကြီးတောင်းနေတဲ့အမျိုးသမီးရဲ့ငိုတန်တဲ့အတူဦးဆိုင်လုံကအိမ်မက်ကနေလန်နိုးလာပါတယ်။ဟေးငါဘလို့အိမ်မက်ညိုတွေမက်နေတာပါလေ။ဒါပေမဲ့ဒါကအိမ်မက်တစ်ခုလိုပဲထင်ပြီးစိတ်ထဲမှာဘာမှမတွေးနေလိုက်ပါဘူး။မနေ့ကျတော့ပုံမှန်အတိုင်းထင်းခုတ်ဖို့တောထဲကိုပြန်ဝင်လာပါတယ်။နေရုပ်ကိုအယူသေးပြီးနေတဲ့အချိန်မှာပဲမင်းညကအိမ်မက်ထဲကအနှုတ်သမီးကိုတတိယသွားပြီးကြက်သိမ်းထလာပါတယ်။ညနေဆောင်တော့ထင်းခုတ်ပြီးအိမ်ပြန်တဲ့အချိန်ဘလူပဲအိမ်ပြန်ခဏနေတော့နေရုံနာကိုပဲပြန်ရောက်နေပါတယ်။နေကလည်းတော်မောင်လာပြီးဖြစ်ပါတယ်။ဦးဆိုင်လုံကလည်းကြောက်စိတ်တွေနဲ့ဖျားစာတွေကိုအယောင်အောင်မရွှက်ဆိုနေမိပါတယ်။တမ်ဘူဒီသာဝတ်ဒေဇာ ETV တော့ဘဂဝါအရဟတ်မဒမုဒိုခဏနေတော့နေရုပ်ရှိမှဒူးထောက်ပြီးလက်အုပ်ချီကအရှင်နမင်းကိုကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်မရှိတဲ့ခွင့်လုပ်ပေးပါကျွန်တော်ကိုလမ်းကြအကူအညီပေးပါအဲ့ဒီအချိန်မှာဦးဆိုင်လုံအိမ်ပြန်မရောက်တာကြောင့်ရွာသားတွေကလည်းဦးဆိုင်လုံကိုလိုက်ချနေကြပြီဖြစ်ပါတယ်ဆိုင်လုံရဲ့ဝဲဆိုင်လုံခဏနေတော့အမျိုးသမီးတယောက်ရဲ့ငိုတန်ကိုတန်ဝင်းကြီးပင်ညာမှာကြားလိုက်ရပါတယ်ဘာလို့လဲမင်းညကအိမ်မက်ထဲမှာတွေ့ခဲ့တဲ့အမျိုးသမီးရဲ့အတိုင်းစပင်ဖားလိုက်ချထားတဲ့အမျိုးသမီးတယောက်ကဦးဆိုင်လုံရဲ့ရှိမှာပေါ်လာပါတယ်သူ့မျက်နှာမှာဒဏ်ရာတွေနဲ့တွေ့အလိမ့်လိမ့်ကျနေပါတယ်ဆိုင်လုံနေငါ့ကိုဘာလို့မကူညီတာလဲနေကိုကူညီခိုင်းမိတာငါမတာပဲခင်ဗျာတော့မကြီးမဟုတ်လားအေးဟုတ်တယ်ငါပဲခင်ဗျာဘလို့ချစ်တယ်လဲနိုခဲတဲ့နေကငါနဲ့ငါယောက်ျား
တောင်းထဲလာဟင်းစားချပြီးပြန်လာတာဒီနေရာမှာစကားများကြတယ်သူကငါ့ကိုဓာတ်နဲ့ခုတ်ပြီးဒီနေုံနာမှာရဲစစ်စစ်မြုပ်ထားခဲ့တယ်ငါဝိညာဉ်ကမကျူးမလို့ပဲဖြစ်နေတာငါ့ကိုကောက်ဖို့မတကြွပြီးအနာတန်းဝေးပေးပါဟိုကောင်စိုးသိန်းကိုလည်းငါတတ်မယ် ဆိုင်လုံးရေဆိုင်လုံးဝဲဆိုင်လုံးခဏနေတော့ရွာသားတွေရဲ့အော်ခေါ်တန်ကိုကြားလိုက်ရတဲ့အချိန်မှာတော်မမကြီးလည်းပျောက်သွားပါတယ်ဦးဆိုင်လုံးရှိရကိုရွာသားတွေရောက်လာပြီး ဆိုင်လုံးအပြစ်တယ်ကွာဟဲ့ရွာကလူတွေမင်းကိုစိတ်ဝေပြီးလိုက်ချင်နေကြတာ ဦးဆိုင်လုံးကလည်းဖြစ်ချောင်းကိုယ်စဉ်ကိုပြန်ပြောပြလိုက်ပါတယ်မနေ့ကျတော့ရွာသားတွေနဲ့အတူလက်ရုံနာကိုတူးကြည့်လိုက်တဲ့အချိန်မှာတော့တော်မမကြီးရဲ့အလောင်းကိုတွေ့ရှိကြပြီးအားလုံးအံ့ဩကုန်ကြပါတယ်ရွာသားတွေသိထားကြတာကတော်မမကြီးတယောက်အမျိုးတွေရှိတဲ့အညာဘက်ကိုသွားတယ်လို့ပဲသိထားကြတာပါဒီလိုနဲ့တော်မမကြီးရဲ့အလောင်းကိုကောင်းကောင်းမွန်မွန်တကြိုပေးပြီးအမြတ်တမ်းဝေပေးခဲ့ကြပါတယ်ပြုခဲ့ဘူးတော့ကောင်းမောဆူဆူတော့ကိုယ်လုံးလူပြီးတော့တော်မမကြီးနဲ့တကွာ အားလုံးကြာကြာသမျှမြာမြာမြာယူတော့ရပါဘူးနော်တာတူအားလုံးကြာကြာသမျှအမြာမြာယူတော့ရ တော်မမကြီးရဲ့ယောက်ျားကိုစိုးသိန်းကိုလည်းတရားဥပဒေနဲ့အညီအရေးယူနိုင်ခဲ့ပါတယ်